လေအာခဏလေးခဏအဲ့မှာထမ်းမေတပင်တွေ့တာနဲ့တစ်ခုချိုးနောက်တစ်ပင်တွေ့ရင်နောက်တစ်ခါတက်ချိုးမင်းလက်ထက်ကချောင်းတွေကုန်ရင်ထမ်းမေ7ပင်ပြည့်ပြီအော်ထမ်းမေတပင်တွေ့ရင်ဒီလိုတစ်ခါချိုးအော်ဟာအခုမချိုးတယ်ဟုတ်လေကွာအခုချိုးတော့တစ်ခုရောက်သွားမှာပေါ့အော်ဒုက္ခပါတော့ကွာရော့ဒါပြန်ခဲ့ရအော်ထမ်းမေကိုစတွေ့တော့မှစချိုးဟုတ်ပြီလားအသိပြီပါကြီးပြီပါကျန်နေလက်ရဘက်ကောလက်ရဘက်ဟိုဟုတ်သားပဲဒါကြိုင်နော်ဒါကြိုင်တဲ့ဘက်ကလက်ရဘက်ပြီးတာနဲ့အဲ့ဘက်ကိုချိုးသွားတက်သွားတာနဲ့ခေါ်ပါရွာရောက်ပြီဟောဒါလက်ရဒါထမ်းမေချိုးဟုတ်ထမ်းမေချိုးသိပြီဟာလာတာရပြောက်သွားပြီလောက်ပါဦးတာရပြောက်သွားပြီမင်းရဲ့ထဲမှာလေးစာရွက်ကလုံးပါဟောပေါ့ကိုထည့်ပြီဟုတ်တာပဲမိသွားလို့အစီအမပြောပြီဗျာကျေးဇူးပါပဲရွာလူကြီးအိမ်ကိုလေမြို့ကဆရာမချောချောလေးရောက်နေတာအကျုပ်ကဒီကိစ္စလေးမှမကူညီနိုင်ဆိုရင်ဆရာမလေးကကျုပ်ကိုအထင်သေးသွားမှာဗျာဒါမျိုးကြတော့အထင်သေးခံမှာကြောက်သားဟာကဲကဲသွားဝမ်းသာပါလေဗျာကျေးဇူးတင်လိုက်တာလို့ကျေးဇူးပါလို့ပါလက်ရဘက်ဆိုဒီဘက်